အားလုံးမင်္ဂလာပါကျွန်တော်ဒီရှေ့ဖူးပြီးနေဒီရှေ့ channel လေးကိုကြိုးပါကျွန်တော်ခုကမြောက်ပေးခြင်းအကြောင်းလည်းဗာလဲဆိုတော့တတိပုတ်ကလေးမရှိတဲ့တစ်ချက်ကိုကျွန်တော်မြောက်ပေးခြင်းပါတယ်ဗာလဲဆိုတော့နံပါတ်2ကrepeat ပဲပိုင်းတိုင်းခုပြပြစစ်တိုင်းချမ်းသာရဲ့လူတွေကကျွန်တော်အချိန်ကိုဝယ်ပြီးတော့ဆင်းရဲလူတွေကကျွန်တော်အချိန်ကိုတောင်းချနေပါတယ်ဒီလိုပြောလို့ကျွန်တော်ဟိုမှာချမ်းသာရဲ့လူတွေသူတို့ရဲ့လုပ်ကိုပြီးတော့ဝန်ထမ်းတွေကိုခေါ်ယူမှန်းနေရှိပြီးတော့ဆင်းရဲလူတွေကြတော့ပတ်သက်ရဖို့အတွက်သူတို့ရဲ့အခြေကိုပြန်ပြီးတော့ရောင်းချနေရပါတယ်ဒီလိုပြောလို့ကျွန်တော်မိတ်ဆွေကိုလှုပ်ထွက်ရမယ်လို့ဆိုရင်မဟုတ်ပါဘူးမိတ်ဆွေရဲ့ဝင်ငွေရဲ့30%ရာခိုင်နှုန်းကိုကျွန်တော်မဖြစ်မနေစုဖို့လိုပါတယ်30%ရာခိုင်နှုန်းနဲ့မှနေပြီးတော့ကျွန်တော်ဟို20%ရာခိုင်နှုန်းကိုရေရှည်အတွက်စုပြီးတော့ရေရှည်အတွက်ဖြစ်ပြီးတော့ကျန်တဲ့10%ရာခိုင်နှုန်းကိုကိုပြန်ပြရပါမယ်ကိုပြန်ပြရမယ်ဆိုတာကျွန်တော်အပြည့်နေထွက်ကျွန်တော်အပြင်နေထွက်မုန်းဝယ်စားရုပ်ရှင်တွေကြီးခိုင်းတာကိုကျွန်တော်ကိုပြန်ပေးခြင်းကိုအဲ့လိုဆိုလိုခြင်းမဟုတ်ပါဘူးကျွန်တော်ဆိုလိုရတဲ့ဘက်ကဒီ10%ရာခိုင်နှုန်းနဲ့နေပြီးတော့ကျွန်တော်တို့အကျိုးရှိမဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့စာအုပ်တွေဝယ်ဖက်တာမျိုးစီးပွားရေးလုပ်မယ်ဆိုရင်လည်းစီးပွားရေးလုပ်မယ်စီးပွားရေးနဲ့သက်ဆိုင်တဲ့စာအုပ်တွေဝယ်ဖက်တာမျိုးဒီလိုဆိုလိုခြင်းဖြစ်ပါတယ်ဒီလိုကျွန်တော်တို့အကျိုးရှိမဲ့တင်တန်းတွေတက်တာမျိုးဒီလိုဆိုလိုခြင်းဖြစ်ပါတယ်ကျွန်တော်ခုညောက်ပေးတဲ့တတိပြုံးမပြတဲ့အချက်ကလေးတစ်ခါမိတ်ဆွေတို့အကျိုးရှိမှလို့ကျွန်တော်ယုံကြည်ပါတယ်